လုံးမဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အိမ်နာစောက်ပြသွားမှာဖြစ်ပါတယ်โอเคအဲဆိုကျွန်တော်တို့သွားစောက်ရအောင်ဘယ်နေရာမှာစောက်ရမှာလဲဆိုတော့မြို့ထဲမှာသွားစောက်ရအောင်မြို့ထဲမှာဈေးဘက်ကျွန်တော်မြို့ရဲ့အိမ်နာမရှိလားဆိုတော့ရှိပါတယ်အိမ်ကြီးထဲမှာပဲရှိတယ်ပေါ့နော်ကျွန်တော်ကမြို့လေးဖြစ်နေဆိုတော့အပြင်မှာဘလို့ဘယ်သွားတာပဲဖြစ်ညာသွားတာပဲဖြစ်ဆိုအိမ်နာဝင်တက်လို့ရအိမ်နာစောက်ပြသွားမှာဖြစ်ပါတယ်အဲဆိုကျွန်တော်အခုဈေးဘက်မှာသွားစောက်မယ်ပေါ့နော်ဈေးဘက်မှာဆိုတော့အဆောင်တွေလည်းရှိတယ်ဆေးရုံလည်းရှိရဆိုတော့ဒီနားမှာကစောက်လို့နေရမရှိဘူးကျွန်တော်မြေကွက်လောက်ထားတဲ့နေရာလေးတော့ရှိတယ်ဒီနေရာလေးမှာကျွန်တော်အိမ်နာစောက်ပြပြီးသွားမှာဖြစ်ပါတယ်အဲဆိုဒါရီတော့အကုန်လုံးလိုက်ကြည့်ကြရအောင်โอเคပထမဆုံးအိမ်နာကိုအရင်ဆုံးအပေါက်ပေါက်တော့လည်းမအောက်ကတော့ကျွင်းပေါ့နော်ကျွန်တော်မြေထဲထားတာဒါရေမကြည့်သေးလို့ပါအောက်ကရှည်ပေါ့နော်ရှည်လိုတယ်ရှည်လိုတဲ့ကိုအရင်ဆုံးရှည်လုပ်ပြလိုက်မယ်ဒီကပိတ်ပြီးလိုက်ပါနော်ဒါဆိုကျွန်တော်အိမ်နာကမရှိလို့တီးခံပြီးတော့ကြည်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ကျွန်တော်မျိုးလေးဖြစ်နေပြီးတော့ကျွန်တော်အုပ်လေးနဲ့စောင့်နေပေါ့နော်အုပ်လေးနဲ့စောင့်အိမ်နာကိုမြင်းမြင့်လေးစောင့်မှန်မထည့်ပါဘူးမှန်ထည့်ရင်လူကြည့်လိမ့်မယ်ပေါ့နော်အဲကျွန်တော်ရဲ့ဈေးဘက်အိမ်နာစောက်ပြပေးပါမယ်စောက်စီရလဲရှားပါပြီဒါဆိုရင်ရိုက်ပါဒါဆိုရင်တော့မြင်တော့ရတယ်ဒီအိမ်နာနဲ့ရောတူရလား brother တို့ရေအိမ်နာမှာဆိုတော့အဲ့လိုမျိုးလေးအပေါက်လေးတော့အဲ့လိုမျိုးလေးအမြင့်တက်လေးပေါ့နော်အဲ့လိုမျိုးလေးတင့်နေလို့တော့ထင်နေပေါ့နော်ဒီနေရာမှာပေါက်လေးဖောင်းပေါ့နော်ဒါဘောကိုကျွန်တော်ဒီဟာလေးသုံးနေပေါ့နော်ဒါလေးလည်းအကုန်ပိတ်အိုးဒါတော့ရေပေါ့နော်ကျွန်တော်ရဲ့ mic ဟိုမပါဘူးနော်မပါဘူးအဲ့အတွက်တောင်းမှပါတယ်ကျွန်တော်လည်းမလုပ်တတ်ပါဘူးပြီးမှခေါင်မို့တပြိုင်နက်တည်းတူတူပိတ်မယ်ပေါ့နော်ကျွန်တော်အိမ်သာပြန်လာတော့ဒါတက်ချင်တဲ့လူတွေတက်ကြဟာလာအလုံးလေးစောက်ပါမယ်Oh my boy, sorry. Sorry. About ဘောပင်လေးခဏလောက်တည်းဖြစ်တယ်ဆိုရင်ရှင်းပါတော့ဒါဆိုအိမ်နာလေးရပါကျွန်တော်အိမ်နာနည်းနည်းတော့ချင်းနေပါဒါကြီးမကျဲပါတော်လို့ရတယ်ဒီအောက်ကပုံခံနေနော်အဲ့လိုမျိုးဆောက်ပြီးဆက်ကျွန်တော်ဗာဆက်လို့ရမလဲခေါင်းမို့ကျွန်တော်ဒါလေးမျိုးလိုက်မယ်မီးတွေပါရောကျွန်တော်ဖွဲပေးထားမယ်ပေါ့နော်
လာလာပြတော့အိမ်လာတစ်ခုပြပါမယ်ဒီတိုင်းလာလာနဲ့ကျန်တာလာကြဒါဆိုရင်တော့ကျွန်တော်ရဲ့ချစ်စရာကောင်းတဲ့အိမ်သားလေးတစ်ခုပိုင်ဆိုင်ရသွားပါပြီဈေးဘက်မှာတော့ပို့ပို့တန်တန်လေးပဲစောက်ပြီးလိုက်တယ်မယ်နော်အတွင်းထဲလည်းကြည့်တကယ်အပြန်စားပဲတိုက်ခန်းတော့ဒီလောက်ကျယ်မှာမဟုတ်ကြည့်နော်ဒီလားဟိုကျွန်တော်ကိုအပ်ပြီးတယ်လေချစ်သူများကြီးတက်ပါတယ်နောက်ပြီးမှပြန်ဆောင်ကြမယ်အားလုံးဘိုင်